ကို bounce ထုတ်ကြည့်လိုက်မယ်ပေါ့နော်analog ဒါက analog compressor နဲ့လုပ်ထားတဲ့ဟာပေါ့နော်ဒါကကြတော့ digital နဲ့လုပ်ထားတဲ့ဟာဒါဆိုရင်အဲ့နှစ်ခုကိုရှင်းကြည့်မယ်ဘယ်လိုဘယ်ဟာပို့ပြီးတော့မှနားထောင်လို့ကောင်းတာလဲပေါ့နော်ကိုကြိုက်တဲ့အပေါ်မူတည်ပြီးတော့မှ analog compressor တုံးမလား digital compressor တုံးမလားဆိုတော့ကိုကရွေးချယ်ရမှာပေါ့နော်ဒါကိုကဘယ်လိုပြောမလဲ compressor တွေကိုစမ်းကြည့်ဘယ် compressor ဘယ်လိုတော့စမ်းကြည့်ပြီးမှကိုကြိုက်တဲ့ဟာကိုရွေးပြီးမှကိုဘယ်ထဲကို vocal ဆိုဘာတုံးမယ် drum ဆိုဘာတုံးမယ်ဆိုပြီးမှကိုယ်တိုင်ဆုံးဖြတ်ရတာပေါ့နော်ဒါတွေကကြတော့ဒါဆိုရင်ကျွန်တော်တို့ဒါကကြတော့ consistent compressor ပြီးရင်ကျွန်တော် technical compressor ကိုတုံးကြည့်မယ်technical compressor ရအောင်ဘယ်လိုလုပ်မလဲဆိုတော့ high threshold သုံးရမယ်တဲ့ fast step ပဲတုံးရမယ်ဒါပြီးရင် release က fast release နဲ့တုံးပြရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ technical compressor ရအောင်ကျွန်တော်တို့လုပ်ကြည့်မယ်ဒီမှာဆိုရင်ကျွန်တော်က drum ကိုလုပ်မှာပေါ့နော်ကျွန်တော်တို့ဒီ technical compressor ကိုကျွန်တော်တို့ fat filler ရဲ့ဒီ compressor နဲ့လုပ်ကြည့်မယ်ပေါ့နော်သူကဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီမှာ auto gain ကို off ထားရမယ်အတက်ကိုလည်းအမြန်ဆုံးထားမယ် release ကိုလည်းအမြန်ဆုံးထားမယ်ပြီးရင် ratio ကိုအမြန်ဆုံးထားမယ် threshold ကြတော့0မှာထားမယ်အဲ့ဒါပြီးကကြမှာကျွန်တော်တို့ knee ကို hard knee ထားမယ်ပေါ့နော်ချိန်ကြည့်မှာပေါ့ဒါပြီးရင်ကျွန်တော်တို့အတက်ကိုပြင်းကြည့်မယ်ပေါ့သူက fast release ပေါ့နော်ဒါဆိုရင် ratio ပြန်ပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ 2dB 3dB လောက်ရအောင်လုပ်မှာပေါ့နော်ဒီမှာဆိုရင်ဒီ peak ကိုကြည့်ကြည့်မယ်ပေါ့နော်ဒီ peak ကိုကြည့်ကြည့်မယ်ဘယ်လိုပုံစံမျိုးဆိုတော့ compressor မပါခင်တော့သူ့ရဲ့ peak ကဘယ်လောက်တုံးပေါ့နော်-3.8 ပေါ့နော် compressor ပါတော့ဘယ်လောက်ထိရော့ကျသွားတော့ပေါ့-4.6 ဖြစ်သွားတာပေါ့နော်ဒါဆိုကျွန်တော်တို့ 1dB လောက်ကျွန်တော်တို့အတန် volume ပြန်ချက်ပေးရမယ်ကျွန်တော်တို့ကဒီမှာဆိုရင်နားထောင်ကြည့်မယ်ပေါ့နော် compressor မပါခင်တော့အတန်ပေါ့ compressor မပါခင်တော့အတန်ဒါ compressor ပါတာပေါ့နော်ဆိုတော့ဘယ်လိုပြောင်းလဲလာအောင်ဆိုတော့ compressor မပါခင်တော့ဒူးချက်ဒူးချက်ဒူးချွတ်ဒူးချက်နော် compressor ပါလာတော့ဘယ်လိုပြောင်းဆိုဒူးချက်ဒူးချက်ဆိုပြီးမှစနေတန်တွေကဒီ room တန်တွေထလာပါတော့ဒူးချက်ဆိုပြီးမှဒီမှာဆိုပြန်နားထောင်ကြည့်မယ်ပေါ့နော်သူကကြတော့ဒီ
မြန်မြန်ဆိုင်ဖြစ်လာတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်စနေတန်နေနည်းနည်းပိုးပြီးတော့မှချာဆိုဖြစ်လာတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကပိုးပြီးတော့မှတိတာခြင်းလဲဆိုနောက်ထပ် compressor တစ်ခုခေါ်ပြီးတော့မှဆောနာတော့အတိုင်းပဲလုပ်ကြည့်မှာပေါ့နော် serial compressor ဆိုရင်ထားပါတော့ဆောနာ compressor ကိုကျွန်တော်တို့ယူမယ်သူ့ရဲ့ ratio နဲ့သူ့ရဲ့ ratio ကိုပဲပြောင်းပါပေါ့နော်ဒါဆိုရင်ဆောနာတော့ဘာမှမမြင်တဲ့ဟာကိုပဲလုပ်ဒါဆိုရင်ကျွန်တော်တို့ဆောနာတော့ -3.8 ပေါ့နော်အခု compressor ပါတော့ဘယ်လောက်ဖြစ်လုံးကြည့်ချင်ပါပေါ့ဒါဆိုရင်ကျွန်တော်တို့ဆောနာပေါ်လုံးလေးပဲရအောင်ဒါဆိုရင် compressor ပါတာနဲ့မပါတာနဲ့နားထောင်ကြည့်မယ်ပေါ့နော်ဒါကကြတော့ thickness style compressor ပေါ့နော်သူကမြန်ဆန်ဖြစ်လာတာဒီစနေတန်တွေဝိုင်းတော့မှချာအဲ့လိုမျိုး round တန်တွေထလာတာပေါ့နော်ဒါဆိုရင် thickness style compressor ကိုကျွန်တော်တို့ analog နဲ့လုပ်ကြည့်မှာပေါ့နော်ဒီမှာဆိုရင် plug-in alliance ရဲ့ကျွန်တော်တို့ဒီ tone house bass compressor ကိုတုံးမယ်ပေါ့ဒီကောင်ကကြတော့ drum နေအဆင်ပြေတယ် release ကိုလည်း first release ဒီမှာဆိုရင်ဒါဆိုရင်ကျွန်တော်တို့သူက high threshold first release fastest ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်အမြန်ဆုံးကိုပဲထားလိုက်မယ် first release မှာတောင်မှသူကကျွန်တော်တို့က0 to 100 millisecond ကြားဟာဆိုရင်ကျွန်တော်တို့က first release လို့ပြောတာဒီမှာဆိုရင် 0.1 second ဟာဆိုရင်100 millisecond ပဲလေဒါထက်လည်းကျွန်တော်တို့နှိပ်လို့မရတဲ့အတွက်ဒီတိုင်းပဲထားမယ်ဒါဆိုကျွန်တော်တို့ ratio ကိုပဲပြင်မှာပေါ့ဒါဆိုရင် compressor မှာပါခင်တော့ဒီ peak ကကြတော့ 3.8 ရှိရ compressor ပါတော့ဒီကောင်ဆိုရင်ကျွန်တော်တို့ Sonar တော့ 3.8 ကိုရအောင်အတန်မြင့်မှာပေါ့ဒါဆိုရင် compressor ပါတာနဲ့မပါတာနဲ့ကြည့်ကြည့်မယ်နော်သူက thickness style compressor ပေါ့ဒါပြီးတော့မှကျွန်တော်တို့ punchy style compressor လုပ်ကြည့်မယ် punchy style compressor ရအောင်ကြတော့ဘယ်လိုလုပ်ရမှာတော့ဆိုတော့တဲ့သူက low threshold ဆိုတော့ချို့ကြတော့သူက belly အထိပါမယ်ပေါ့နော် peak ကို belly ကိုယူမယ်တဲ့အတက်ကကြတော့ slow တဲ့ release ကကြတော့ slow release ဒါဆိုရင်ကျွန်တော်တို့ punchy style compressor ပုံစံမျိုးရအောင်လုပ်မှာပေါ့နော် punchy style compressor ဘယ်လိုအတန်မျိုးတော့ပေါ့နောက်လဲကျွန်တော်တို့ fat filler ရဲ့ဟာလုပ်ကြည့်မှာပေါ့ auto gain ကို off ထားမယ်နေကိုလည်းမြင်ထားမယ်အသက်ကကြတော့ slow တက်ဆိုရင် release ကကြတော့သူက slow release လို့ပြောပါတော့နော်
ဒါဆိုရင်ကျွန်တော်တို့ ratio ပြင်မှာပေါ့ဒီမှာဆိုရင် dB -2 dB 3 dB ကြာပေါ့ဒါဆိုရင်ဆောနာအတန် volume level ရအောင်လုပ်မှာပေါ့နော်ဆောနာအတန် volume level ဘယ်လောက်တုံးပေါ့19 20ပေါ့ဒါဆိုရင် compressor ပါတာနဲ့မပါတာနဲ့ကိုနားထောင်ကြည့်မယ်နော်သူကကစ်တွေစနေတွေရိုက်ချက်ကပို့ပြီးတော့မှပြင်းလာတာပေါ့ပြင်းလာတာ room နဲ့နေတော့သူကဆောနာတော့ room နဲ့နေပို့ပြီးတော့မှကြားတယ်အခုက room နဲ့နေပို့မကြားတော့ဘူးဒီကစ်တွေစနေတွေအဲ့လိုမျိုးပို့ပြီးတော့မှရိုက်ချက်ပြင်းလာပေါ့နားထောင်ကြည့်မယ်နော်ဒီနောက်က simple တန်လား simple တန်ကပို့ပြီးတော့မှအတန်တိုးသွားတယ်လို့ခံစားတယ်ကြည့်ကြည့်လိုက်ဒါတကယ်လို့ကိုကဒီ 2dB 3dB ပဲ volume အပြင်ပြောင်းလဲသွားတာဆိုတော့တိတ်မသိတာဘူးဆိုရင်ဒါနောက်ထပ် compressor တစ်ခုပြန်ခေါ်တယ်ပေါ့နော် compressor တစ်ခု serial compressor ခေါ်ပြီးတော့မှကိုကြိုက်တဲ့အတန်ရအောင်ရယူတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ digital compressor ပြီးရင် analog compressor နဲ့လုပ်ကြည့်မယ် Sonar plugin line ရတဲ့ဟာကိုပဲပေါ့နော်သူကကြတော့ low threshold low threshold slow depth slow release ဒီမှာဆိုရင် slow အတက်မှာဆိုရင်အတက်မှာဆိုရင်ဒီမှာဆိုရင်ကြည့်ကြည့်လိုက် analog compressor တွေက digital compressor လို့အများကြီးချိန်လို့မရဘူးတူတက်မှတ်ထားတဲ့ဟာမှာဆိုရင်ဒီမှာဆိုရင်30 millisecond ပဲရှိတာဒါထက်ကြော်ပြီးတော့မှကျွန်တော်တို့ slow နောက်ထပ်လုပ်လို့မရဘူးဒါဆိုကျွန်တော်တို့အမြင့်ဆုံးကိုပဲထားလိုက်မယ်ဒါပေမဲ့ analog တိုက်ချာကိုလို့ channel တိုင်းတော့လုပ်လို့မရဘူးဒါပေမဲ့တူလုပ်လို့ရတဲ့အတိုင်းအတာထဲမှာသူကကောင်းအောင်လုပ်ပေးထားပါဘောနော်ဒါပြီးရင် slow death slow release ဒါဆိုရင်ကျွန်တော်တို့ ratio ကိုပြင်ကြည့်မယ်ပေါ့ဆောနာတော့အတန်ဘောလုံးရအောင်လုပ်မယ်compressor မပါတဲ့ဟာပေါ့သူရိုက်ချက်တွေကဒုံချက်ပို့ပြီးတော့မှတိတာလာပေါ့နားထောင်တဲ့သူရဲ့ရှေ့ကိုရောက်လာတာပေါ့ထားပါတော့တစ်ခါတလေတချင်းတစ်ပုတ်မှာဘိုကယ်တွေဂီတာတွေပီယနိုတွေဒရမ်တွေကအကုန်လုံးကိုဆက်ဆက်ကွန်ပရက်ဆာနဲ့လှုပ်ထားလိုက်တဲ့အခါမှာသူကဟိုဒရမ်တိတ်မတိတာတော့ဆိုကျွန်တော်တို့နည်းနည်းလေးဒရမ်ကိုရှေ့လေးကိုပို့ပြီးတော့မှနောက်ကပို့ပြီးတော့မှဘိုကယ်ပန်ဖိုးလို့ပို့ကောင်းအောင်တစ်ခါတလေပန်ချီဆိုင်ကွန်ပရက်ဆာနဲ့နောက်ကနေပန်ဖိုးပေးတဲ့ပုံစံမျိုးလေးပေါ့နော်ဒါပန်ချီဆိုင်ကွန်ပရက်ဆာပန်ချီဆိုင်ကွန်ပရက်ဆာနဲ့တိကနက်ဆိုင်ကွန်ပရက်ဆာနဲ့ပြောင်းပြန်တိကနက်ဆိုင်ကွန်ပရက်ဆာကကြတော့ room တန်တွေပို့ပြီးတော့မှထလာအောင်လုပ်တာပေါ့နော်ဟိုရိုက်ချက်တွေတားကြီးပြင်းလာတယ်လို့မပြောလို့မရတော့ဘူးပန်ချီဆိုင်ကွန်ပရက်ဆာကျတော့ရိုက်ချက်ကိုပို့ပြီးတော့မှတိတာလာတဲ့ဒီ room တန်ကိုနောက်ကိုပို့ပြီးတော့မှကျန်းသွားစေတာပေါ့ဒါပြင် groovy sign compressor လောက်ကြည့်မယ် groovy sign compressor ကဘယ်လိုပုံစံမျိုးတော့ဆိုတော့ဆောနာကျွန်တော်ပြောတယ်လို့ပဲ consistent compressor နဲ့တချင်းတစ်ပုတ်ကဟို dynamic range တစ်ခုထဲမှာထားလိုက်တဲ့အခါကျတော့ तू ကနည်းနည်းမမြူးတော့ဘူးเนาะ तू က groovy sign ကပို့ပြီးတော့မှမြူးကြော့လေးဖြစ်လာအောင်လုပ်တာပေါ့ तू ရအောင်ဘယ်လိုလုပ်မလဲဆိုတော့ low threshold တုံးပြရမယ်တဲ့အသက်ကကျတော့ slow အသက်အတုံးပြရမယ် release ကကျတော့ fast release အတုံးပြရမယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့လုပ်ကြည့်မယ်
သူက low threshold လို့တုံးပြောရနော်ဒါဆိုရင် auto gain ကို off ထားမယ် attack ကို fast release ကိုလည်း fast ratio ကိုလည်းအမြင့်ဆုံးထားမယ်ဒါဆို release က fast release ပေါ့နော်ဒီ groovy sign compressor ကကြတော့သူ့ရဲ့ release ကကြတော့အမှန်တိုင်းပြောရင်ဒီဟိုဟာနဲ့လောက်တာပိုကောင်းတယ်သူကဒီသူ BBN လား BBN ကိုကြည့်ပြီးကကြမှာဒီ BBN အလိုက်ကိုသူကလောက်တာကောင်းတယ်ဒီမှာဆို130ရှိရဆိုရင်ကျွန်တော်ဒီမှာဆိုရင် delay time calculator မှာ130ရိုက်ကြည့်လိုက်မယ်130ရိုက်ကြည့်လိုက်လို့ဒီမှာဆိုရင်ကျွန်တော်ကလောက်ကိုကြိုက်နေပြီတော့ဆို85ဝန်းကျင်ပေါ့နော်85ဝန်းကျင်မှာဆိုသူဘယ်လောက်ရှိကြုံပေါ့နော်ဒါဆို86.9ကိုသူ့ရဲ့တက်မှတ်တဲ့ဒီကဏ္ဍအဖြစ်ကျွန်တော်တို့ကအဲ့ဒါကိုယူလိုက်တာကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူ့ရဲ့အတက်အကျအပေါ်မှာမူတည်ပြီးတော့မှသူကဒါဆိုရင်ဘယ်လောက်ကဏ္ဍလောက်တာကောင်းတယ်ပေါ့နော်နီးစပ်ဆုံးဒါဆိုရင်ကျွန်တော်တို့က86.9ကိုလုံးမှာပေါ့အဲ့အတိုင်းဒါဆိုရင် तू က groovy style ဖြစ်တာပေါ့ groovy style ဘယ်လိုပုံစံမျိုးဆို तू ကတက်လာတာသူ့ရဲ့ဒီကျွန်တော်တို့ကဒီတိုင်း alignment နဲ့ညီတာပေါ့အဲ့လိုပုံစံမျိုးဒါဆိုရင်ကျွန်တော်တို့ဒီကောင်ကိုအတန်ပေါ်လူအဖြစ်ဘယ်လောက်ကွာခြားသွားတော့ကြည့်ကြည့်မယ်ပေါ့နော်ဒါဆိုရင် compressor ပါတာနဲ့မပါတာနဲ့နားထောင်ကြည့်မယ်နော်ဒါ compressor ပါတာပေါ့နော်သူက movement လုပ်ပေးရပါတော့တချင်းတစ်ဖုတ်ရဲ့သူကဘယ်လိုပြောမလဲဆောနာကျွန်တော်ပြောလို့ပဲသူကပြင်းနေတာမျိုးမဖြစ်အောင်ပေါ့နော်သူကနည်းနည်းလေး movement ဖော်ပေးတာပေါ့ဒါကြတော့ digital compressor နဲ့လောက်တာပေါ့နော်ဆောနာကျွန်တော်ပြောရလို့ပဲဒီကောင်နေနဲ့လောက်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ဆောနာ compressor ၄မျိုးအကြောင်းကျွန်တော်တို့သိပြီပေါ့နော်ဒီ compressor consistent compressor ကိုဘယ်လိုလုပ်ရမလဲဆိုတော့လဲကျွန်တော်ပြောခဲ့ပြီ thickness sign compressor ကဘယ်လိုလုပ်ရလဲ punchy sign compressor ဘယ်လိုလုပ်ရလဲ groovy sign compressor ဘယ်လိုလုပ်ရလဲဆိုတာကို digital compressor နဲ့လည်းပြောခဲ့ပြီ analog compressor နဲ့လည်းအသုံးပြုပြီးတော့မှပြောခဲ့ပြီပေါ့နော်ဒီမှာဆိုရင်ကိုလိုချင်တဲ့ baseline တွေဖြစ်အောင် 2NS ဖြစ်အောင် 2 glue ဖြစ်အောင် 2 fish ဖြစ်အောင်ဆိုရင်ဒီ style နေနဲ့ကျွန်တော်တို့လုပ်လို့ရတယ်ကျွန်တော်ပြောခဲ့တဲ့ဟာတွေကိုတည်တည်ချာချာလေ့လာပြီးတော့မှကိုယ့်ရဲ့အတန်vocal တန်မဲ့ဖြစ်ဖြစ် drum တန်မဲ့ဖြစ်ဖြစ်တခြား instrument drum တွေကိုပဲဖြစ်ဖြစ် compressor ကိုအသုံးပြုပြီးတော့မှတချင်းကောင်းတစ်ပုတ်ရပါစေဗျာကျေးဇူးတင်ပါတယ်